အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဥစောဦးဟာမှာဒီနေ့အားလုံးကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးရတော့တရားရခင်တို့တင့်ဘဝကိုအောင်မြင်စေတဲ့လုပ်ငန်းစဉ်60မျိုးဖြစ်ပါမယ်အားလုံးပဲကြည့်ရှုခါကြရအောင်တင်ဘယ်လိုလူမျိုးလဲဆိုတာစမ်းစစ်ကြည့်အောင်တင်အောင်မြင်မှုကိုရခြင်းနဲ့ဘယ်လိုလုပ်ရမလဲမသိတဲ့လူတယောက်လားဒါမှမဟုတ်အောင်မြင်မှုနဲ့ဝေးကွာနေတဲ့လူတယောက်ဘွဲရပြီးသားလူတယောက်လားဒါမှမဟုတ်ဘွဲမရသေးဘူးလားဥပဒေကိုကောင်းတဲ့လူတယောက်လားဒါမှမဟုတ်ရုပ်ဆိုးတဲ့လူတယောက်လားချမ်းသာတဲ့လူလားဒါမှမဟုတ်စိတ်တဲ့လူတင်ဘယ်လိုလူမျိုးပဲဖြစ်နေပါစေကိစ္စမရှိပါဘူးတင်ရဲ့ဘဝအောင်မြင်ဖို့အတွက်အဓိကလုပ်ရမယ့်လုပ်ငန်းစဉ်6ဆင့်ကိုဒီဗီဒီယိုလေးထဲမှာရှင်းပြပေးထားပါတယ်အားလုံးပဲအောင်မြင်ကြမှာပါနံပါတ်1အနေနဲ့တင့်မှာတိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိရမယ်အဆင့်2ကတော့တင်ပန်းတိုင်ကိုဘယ်တော့ကြာရင်ရောက်မလဲဆိုတာကိုတိတိကျကျသတ်မှတ်ထားရပါအဆင့်3ကတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုစာနဲ့ချရေးထားအောင်အဆင့်4အနေနဲ့ကတော့ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်လုပ်သွားမလဲဆိုတဲ့လုပ်ငန်းစီမံချက်ရှိရမှာဖြစ်အဆင့်5ကတော့မျှော်မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့တင်ဘယ်လောက်ထိပေးဆက်မလဲဆိုတာကိုသတ်မှတ်ထားအောင်နောက်ဆုံးချက်နေရတော့တင်ပန်းတိုင်ကိုရောက်ဖို့နေ့စဉ်တွေးပြီးတော့နေ့စဉ်လှုပ်ဆောင်အောင်အားလုံးပဲတင်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုဒီအဆင့်6ဆင့်နဲ့သွားမယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ဘဝတွေရရှိကြမှာလွယ်အေးခံပါမယ်အားလုံးပဲပျော်ရွှင်ချမ်းသာတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ